ကျွန်တော်မိတ်ဆွေများမင်္ဂလာပါဖုန်းပြရှန်ဖျားတီတော်နေမြန်မာမှုစတီးစတီလုပ်ငန်းမှာကြိုးစားပါရစေကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုစိုင်းမှာဘာတွေရလဲဆိုတာကိုပြပြဒါတော့ကျွန်တော်တို့ဇေဒီပေါ့နော်စတီးစတီကတော့ကျွန်တော်ပုံစံမျိုးဒီဇိုင်းမျိုးကိုကျွန်တော်ပုံဆွဲပြီးတယ်ထုတ်လုပ်ပြီးတယ်ပေါ့နော်ဇေဒီရမယ်ကျွန်တော်တို့ဒါဆိုအခုလက်ရှိလုပ်နေပန်းကင်လေးပေါ့နော်ပန်းကင်အသေးလေးပေါ့နော်ကျွန်တော်တို့ဆယ်လက်မှာပန်းကင်လေးတွေဒါဆိုရင်ကျွန်တော်ကလက်ကနန်ထီပေါ့နော်ကနန်ထီကိုဂျိုဒန်ထီပေါ့ဂျိုဒန်ထီကိုအဝိုင်းပေါ့နော်အဝိုင်းထီတွေဂျိုဒန်ထီရလဲကျွန်တော်တို့ဒီဇိုင်းအမျိုးမျိုးလုပ်ပြီးလို့ရတယ်ပေါ့နော်အဲ့ဒီစိတ်တိုင်းကြိုက်ကိုလုပ်ပြီးလို့ရပါတယ်ဂျိုဒန်ထီဆိုလဲကျွန်တော်တို့ကုန်ကြမ်းစိတ်လည်းနည်းနည်းမူတည်တာပေါ့နော်တစ်ခုနဲ့တစ်ခုကုန်ကြမ်းစိတ်ကလည်းမတူပါဘူးခင်ဗျဂျိုဒန်ထီဆိုလဲပုံစံမျိုးမျိုးမှာလို့ရတယ်ကျွန်တော်ဒီဇိုင်းပြလဲရတယ်ပေါ့နော်ကျွန်တော်တို့ဂျိုဒန်ထီအခုဒီမြင်နေရတဲ့ဟာတော့ကျွန်တော်ကကျွန်တော်တို့တလိုင်းထီပေါ့နော်တလိုင်းဘုံ30ထီပေါ့နော်တလိုင်းဘုံ30ထီကိုကျွန်တော်အမာကန်နေလိုရတဲ့နေရာတွေလိုက်တွဲနေပေါ့နော်တလိုင်း30အဲ့ဒါပြင်ကျွန်တော်ဒီမှာကပီးတွေလည်းရတယ်နော်အဲဒီသချင်းကပီးရတယ် grab night ကပီးရတယ်ကျွန်တော်တို့ကြွေပြကပီးရတယ်စပီးကပီးရတယ်ပေါ့နော်ကပီးဆိုလေကြိုက်တဲ့ဒီဇိုင်းကြိုက်တဲ့ပုံစံမျိုးပြောပေါ့နော်ရတယ်ဟုတ်ဒါတော့ခုနတလိုင်း30ရဲ့အပုံမျိုးရှင်းပေါ့နော်ပြီးတာတော့ပြီးပြီဆိုတော့ကျွန်တော်မရှိလို့ပြသပေးပါမယ်ကျွန်တော်တို့ဆိုင်လို့လေးပေါ့နော်ကျွန်တော်တို့ဆိုင်ရဆိုရင်အမှတ်649အောက်ကြီးနိုင်လမ်းမှာကြီးနိုင်မြို့နဲ့ရန်ကုန်မြို့ပေါ်မှာတည်ရှိပါတယ်ကျွန်တော်တို့ဆိုင်ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်က09518389ကိုဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောညချမ်းဖြစ်ပါစေ